မြန်မာဆရာအဘအဲ့ဒါခေါ်ကြိုက်တာဒီလိုအဲ့လိုကိုဆရာခေါ်မဲ့ကောင်လိုက်ရှာတာကိုတပည့်ခေါ်တယ်တပည့်ကိုတပည့်ပဲမွေးနေတာသူဆရာလှုပ်ချင်တာအဲ့တော့မြန်မာနိုင်ငံကိုလည်းဆရာဘယ်ဆရာကားမနေ့မှစာသွားတယ်ဆုံးမကြွဆိုအဲ့ကောင်အယူဆိုရင်အရှိဘလို့ကလည်းဂိမ်းမဆိုင်ဘူး10တန်းအောင်ပြီးသားလို့ကြပြောတာပဲယူသွားတာ26ပြီလားမဟုတ်ချစ်ကန်ချန်ပဲကောင်ပေါ့ပြောရတယ်သိမကောင်းဘူးအဲ့ကြောင့်ကိုနဲ့ဆင်ပြေသွားတယ်ဘုကဘလို့ဆင်ပြေသွားတာလဲကိုယ်ဘာလုပ်လဲဘာဘယ်ရောက်ပါလဲပြင်းတယ်ဒကာဓမ္မကြီး6လူခံကိုဟာအားလုံးလေးချီတော့ဘယ်ရောလေးဆွတ်မှာဘုကဘလို့လွတ်တာလဲတနေ့သားကွာလို့မြင်းလဲဆရာအဲ့ဒီကောင်ရှေ့ဖြတ်ကူတာတသိနေမြင်းလဲဆရာပြောဆရာကြီးလမ်းလေးနဲ့တိတ်ပါလေမန်းလေးမှာမင်းအတော်ဆုံးပဲသူ့ဆရာခေါ်တော့အယူတော်ဆရာခေါ်တာကြိုက်တာပဲခေါ်ကိုထေးကျွဲဆရာပြီးသွားအယူတော်ဆရာခေါ်တာကြိုက်တယ်အဲ့ဒါနဲ့အဲ့ကောင်ဟာဟဲ့ဆရာပြောဆရာကြီးဟိုဘက်35လမ်းမှာဆွန်းလောင်းနေတယ်ဒီကောင်တနေ့ဦးလျှောက်သွားဒီကောင်ဆရာခေါ်တာဆွန်းလောင်းသိသွားပြီးသွားပြီဘယ်ရအယူပြောတာဟိုမှာ25တော့မှဝတ်တားတွေလောင်းနေတွားပါလားဘာလို့သူ့ဆရာခေါ်ရတာပြောဆရာဘယ်တွေလျှောက်သွားတယ်ဆိုတကြိုက်သူဘလို့ကြောင်းဆရာဖြစ်ချင်တာမသိပါဘူးအဲ့ဒါမှတ်မိလိုက်ပြောဆရာကြီးလမ်းလေးနဲ့တိတ်ပါဗျာလမ်းလေးကိုတက်လျှောက်တာလေမင်းမန်းလေးကမင်းတော်ဆုံးပဲသူ့ဆရာခေါ်လို့ဘေးဖယ်ပေးတာအယူဆရာခေါ်တာကြိုက်အယူအယူကဆရာခေါ်တာကြိုက်ပဲတော့ sorry အယူတော့ကြိုက်တယ်အဲ့ပတ်လားဆရာကိုခံရတာဆရာလမ်းလေးနဲ့တိတ်ပါကြိုက်သူတပည့်ရှာလားဆရာဘာရှာမလဲတဗ္ဗုရိသတန်သေးဝဆရာကောင်းကိုရှာတာပထမတဲ့ရဟန်းခံရင်ခဏလာကြည့်တယ်ပထမရှေဥစွာဥပ္ပဇ္ဇာအပြစ်ကြီးအပြစ်ငယ်အသွယ်သွယ်ကိုကြည့်ရှုမပြတ်ဆိုးမတတ်သည့်ဥပ္ပဇ္ဇာဆရာမြတ်ကိုခဏယူလို့ဗျမ်းခံတယ်ဆိုရင်